လုံးမမြင်ကြပါဘောနော်ကျွန်တော်ကတော့ Chase ပဲဖြစ်ပါတယ် MNVB တိုင်းမွေးနေ PUBG UC ကိုရောင်းတဲ့ Chase ပေါ့နော်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်ဒီမိုဘိုင်းချင်းရဲ့တန်တာဘာပြောမလဲတန်တာ anniversary နေ့အကြောင်းပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာတိုင်းမွေးနေ UC လာရောက်ပဲလို့ရပါပြီလို့လေပြောချချင်ပါတယ်ရှစ်ပတီယူရောလည်းပြောလာခဲ့ပြီပေါ့နော်နောက်ပတီယူတော့ထည့်ပြောတော့ပါမှုဒီတစ်ခါနောက်ဆုံးမှပေါ့နော်ဒိုင်းမွန်းကြီး UC ကိုမြန်ဆုံးလာရောက်ဝယ်လို့ရပါပြီအဲ့တော့ကျွန်တော်ဒီမှာအမြန်ဆုံးလာရောက်ဝယ်ကြပါလို့ပြောချင်ပါတယ်အဲ့တော့ညော်ကြီး record ပိုင်းနဲ့ပြန်လာပါမယ်လို့ပြောချင်နေပဲဒီဗီဒီယိုညီကုန်းချုပ်ပါတယ်ဒီနေ့မှာနေ့ကပြောခဲ့လို့ပဲပေးထားတဲ့ချက်တွေမနေ့ကဒီကိုပြရမှာက calculate the force on each of the vertical support column မနေ့ကပြောရလို့ပဲကျော် vertical support column ကိုတက်ရောက်တဲ့ anniversary နေ့ကိုပြောပြပြီးတော့ရှာရမယ်ဆိုတော့ FB နဲ့ FB တွေကိုရှာမယ်အရှာခိုင်းတာအဲ့ဒါအဲ့တော့ကျော် FB ဘယ်လောက်လဲ FB ဘယ်လောက်လဲအဲ့ဒါရှာမယ်ဟုတ်ပြီနော်စမယ်ပေါ့နော်ဟုတ်ဆရာကျော်တန်တာ anniversary MNVB ရဲ့တန်တာ anniversary ရှာမတော့ဖို့ကိုရှာချင်တာဆိုတော့ဘာလို့သွားလို့ရလဲဆိုတော့ရောက်ရှိလာfirst equilibrium condition ထပ်ပေါ်မယ်တည်းတွေကတော့ရှင်းပြပေး first equilibrium condition မှာတော့ထပ်ပေါ်မယ်တည်းတွေကိုရှင်းပြပေးပါမယ်ဗျာထမဆုံးအနေနဲ့အဓိကမာရွေးဒါလေးတစ်ခုကိုပြောပြလို့ပြင်ပါတယ် first equilibrium condition 2026ခုနှစ်မှာစတင်ဖြန့်ကြည့်ခဲ့တာရှာဖို့နည်းနည်းခက်မှာအခု2026ခုနှစ်အောက်တိုဘာလမှာကြာရောက်မှာတန်တာ anniversary စစ်မှန်ပြပါတယ်ဟုတ်ပြီနော်အောက်တိုဘာလမှာကြာရောက်မယ်ကြာရောက်ပြီးတော့ဖြန့်ကြည့်တယ်တန်တာ anniversary ရတော့အောက်တိုဘာလမှာရောပြီးတော့ပေါင်းပြီးစဉ်းစားပါတော့အဲ့ဒါမှရပြီးခဲ့တဲ့2024ကစားသမားတချို့မှားရွေးတဲ့ချန်ပီရဲ့ H-Star anniversary ပြီး project niche အပြောင်းလဲတွေကြောင့်10နှစ်ပြည့်ပြီးဆိုပြီးတော့ကောလာကဟာလာပြီးခန်းခဏထွက်ခဲ့ဥပါတယ်မေးထားတဲ့ skinless တွေနဲ့ပတ်သက်ပြီးလောလောဆယ်စာပါရဲ့စိတ်ကြတဲ့သတင်းစုံစမ်းချက်တွေရအောက်ပါတိုင်းဖြည့်ရှင်းပေးခြင်းပါတယ်ဒီမှာမှတရားတဲ့ post တွေကို analyze question စစ်ပြမယ် data anniversary မှာ the force of being exact skin on each column is equal and opposite to the force exerted by the column on the beam နာရဲ့လေးလာ skin လို့ပဲပြောပါတယ်ထောက်ထားတဲ့ FP နဲ့ FP နှစ်ခုစလုံးဟာ skin ခုံရဲ့အလေးချိန်ရဲ့ဘင်းရဲ့အလေးချိန်ရဲ့အတွက် speaker skin တစ်တွေကပုံမှန် event မှာခဏခဏထွက်လေ့ရှိပါတယ်တန်းတာ anniversary အတွက်တီးတက်တက်မှတ်ထားတာမျိုးတဲ့normal event edit တွေမှာပို့ပြီးတော့မြင်တွေ့ရဖို့ရှိပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါမှာအဲ့လိုပမာဏချင်းတူပြီးဥတီချင်းပဲဆက်ကျင်နေတဲ့အတွက်ကြောင့်ဒီမှာအပေါ်လည်းမသွားဘူးအောက်လည်းမသွားဘူး project ရှိနေတာမှန်ပါတယ်ဒါပေမဲ့တန်းတာ anniversary ရဲ့ main skin လားဆိုတာတော့မွန်းရွက်ဘက်ကတကယ်ဝင်အတိမပြုသေးပါဘူးလေးလာနေနဲ့ collateral skin လေးလာရဲ့ collateral skin ကစားသမားတွေစောကြီးကလေးစောင့်နေကြတာဖြစ်ပြီးတော့ grand collection event တွေမှာလာလိုက်ထွက်ရှိမယ်စီးနေကပါဝင်ဖို့ရာဂိုင်နှုန်းအလွန်များပါတယ်2026ခုနှစ်ပတ်ရဲ့ event ကဘယ်တော့လာမှာလဲ center of gravity center of gravity ကလည်းတော့ကြာမယ်ဒီကောင်20ရှိတာဆိုတော့10ဘက်ကကြာအောက်တိုဘာလတိုင်းမှာဘောကတွေ့အလဲကောင်ပြန်အောက်တိုဘာလတိုင်းမှာကျင်းပလေရှိပါတယ်ဒီ fight မှာ15000ဒီလိုရှိတယ်2026ခုနှစ်တန်တာ anniversary ရဲ့အဓိကခင်းနားတွေနဲ့ skin တွေလည်းအောက်က Thailand အတိုင်းညှော်လင့်နိုင်ပါတယ် free event အကျိုးလှုပ်ရှားမှုများတော့ Steam လာလေနဲ့လာကုန် main event ပွဲကြီးရဲ့အောက်တိုဘာလအစောပိုင်းမှာအောက်တိုဘာလကုန်ထိမှာအောက်တိုဘာလကုန်ထိဖြစ်ပါတယ်အကြံပြုချက်နေတဲ့တန်တာ anniversary ဆိုတာ MNVB ရဲ့အလွန်ကြီးမားတဲ့တမိုင်းမှတ်တိုင်ဖြစ်ဖို့အခမဲ့ free bonus skin လမ်းစာတွေ knowledgeable event တွေနဲ့ promo event တွေပါပူးတွဲပါဝင်လာဖို့ရှိပါတယ်ဒါကြောင့်စတင်ပါလောက်ကလေးကတရားဝင်ထွက်မယ် national တွေကိုစောင့်ကြည့်ထားဖို့လိုပါမယ်ခင်ဗျာကျွန်တော်ပြောချင်တယ် MNVB တန်တာ anniversary